တော့ဒီမှာတော့ USA ကိုခရီးသွားမှာလားဆိုတော့အကြည့်လိုက်အောင်အတူတူ Okay မင်းမိုးလင်းလိုက်တော့မင်းတော့တင်မယ်ဒီဘိုင်းဆိုတော့အေးချိုးမယ်ပေါ့နော်အေးချိုးမယ်Okay အေးချိုးကွာဆိုရင်အဲ့ညီလေးရမယ်ပေါ့နော် Okay လိုက်ကပိတ်မယ်Okay လိုက်ကပိတ်မယ်ဆိုလိုက်ကပိတ်သွားအဲ့ညီလေးမယ်ကဲအဲ့ညီလေးဘွားကြီးဆိုတော့မနက်စာစားမယ်ပေါ့နော်အဲ့မနက်စာနေ USA သွားရင်အမေရိကန်မှာသွားခင်ပတ်စံယူလာအောင်မယ်ဒီလိုချင်းမနေ့ကချက်ပါမယ်ဒီချက်လာအောင်မယ် Okay ချက်နေပြီပေါ့နော်ဒီမှာချက်နေပါပြီ let's go တော့ချက်ဘွားကြီးဆိုရင်တော့စားပါမယ်စားမယ်ကောင်းနေမစိုး Okay ကိုကြိုက်တယ် Okay ဆိုတော့ USA တော့ပါမယ်အဝတ်ထောက်ပြင်ဆင်ရမယ်ပေါ့နော်အဝတ်ထောက်ပြင်ဆင်လိုက်ရအောင် Okay အဝတ်ထောက်လည်းပြင်သွားပြီဆိုတော့ကားနဲ့တော့ပါမယ် USA အမေရိကန်ကိုကားနဲ့တော့ပါမယ်အမေရိကန်ကပေါ့နော်USA မှာပါအကယ်လို့ဆိုတာဘာလားမသိရှိပြန်လာမှာဘာကြီးကြိုင်ထားလဲမသိဘူးဒါရှိရမထင်တာပဲတော့မယ် let's go USA ရလာကြီးတော့မမရရပါနော်ဟိုပန်းအောင်ကားကြတော့တက်နေလို့ချမ်းရရပါနော်ဒီမှာ USA လမ်းနဲ့ Okay အဲ့မှာOkay စင်မယ်ညအဝတ်ထုတ်ထားရအောင်မယ်ကားပေါ်မှာ Okay ထားဖို့ဆိုတော့မစပိန်စကစ်ကြီးဘာဖြစ်နေဘာတိုင်းပါရေးထားလည်းမသိဘူးနားမလဲအဲ့လူတေးထားလားအကားရရှိတယ်။အိုးတိုက်တယ်ဒီမှာတိုက်တယ်။ Okay မိုက်တယ်။ဟိုရုပ်ထုရှိလားမသိဘူး။ခဏနေကြရင်တော့မယ်ဘာလို့လဲ။ဟုတ်။ထိုင်လာမယ်နော်။ရိုင်းလိုက်။ Okay ထိုင်ပါဆို။ကော်ဖီပါလေးတောက်လာမယ်။ကိုကနွားနို့တောက်နေတာပါနို့ဒီမှာတောက်နေ။ပြီးရင်တော့အိုးရုပ်ထုနော်။ဘာလို့ခေါ်လဲမသိဘူးအမေရိကန်လို့အမေရိကန်ထားပါတော့ဒီပြင်တော့မယ်ပါတော့ရပြီဘောလို့ဒီမှာပါအေးမောင်မရတော့ထင်တယ်โอเคအိုးဒီမှာအကြီးပဲထားမောင်တက်ပြောတာအကြီးပဲโอเคတက်လို့ရလားအော်ဂျပန်ပါတယ်မလို့မေးโอเคဘယ်နဲ့ပဲတက်လိုက်ပါမယ်မပြမယ်အိုးလာပါတော့မိုက်ဒီမှာဘာကြီးကန်ထားရမသိဘာကြီးလည်းမသိတိုက်ရဆိုတော့တူတယ်ပေါ့နော်အပြင်ဟာနေတော့ဒီပါလေအပြင်ဟာပြအောင်လားဆင်းအောင်လားမသိဘူးဒီချာမရပြပါမယ်ညโอเคဒီမှာမြင်ရလားတခြားမြင်ရလားမြင်ရလားမှာပါနော်ဟိုမိုက်တယ်အကြီးဆိုကြီးပဲစားလိုက်သူလည်းမိုက်တယ်ပါနော်โอเคဘာလဲလာပြတယ်โอเคကျွန်တော်မိုက်ပါတယ်ဒီရုပ်ထုကရုပ်ထုလို့ပြောပါဘယ်လိုပြောလဲမသိဘူးဘာလို့အဲ့ဒါဘယ်လိုခေါ်လဲဆိုတာဆိုတော့ဒီနေ့ဗီဒီယိုရဲ့လောက်ပါပဲဒီနေ့ဗီဒီယိုလို့ဒါနေတိုင်းတိုင်းရဆက်လိုက်လုပ်ခဲ့ပါဆိုတော့အားလုံးပဲဘိုင်ဘိုင်